ဗီဒီယိုတွေတင်ပြီးတော့ YouTube Facebook TikTok ကနေဝင်ငွေရှာကြမဲ့သူတွေအတွက်တင်နန်းကြီး2000ကျပ်တင်တဲ့ဗီဒီယို Editing and Creator Guide Class ဘဝကိုမေလ1ရက်နေ့မှာကျွန်တော်ဖွင့်လှစ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီတင်နန်းမှာဘာတွေတင်ကြားပေးမလဲဆိုရင်တော့ဗီဒီယိုတွေကိုဖုန်းနဲ့စနစ်တကျ edit လုပ်နည်းတွေဗီဒီယိုကောင်းတစ်ပုဒ်ဖြစ်ဖို့အတွက်အဓိကကျတဲ့အတန်ကိုစနစ်တကျဖမ်းယူနည်းတွေ Sound Recording နဲ့ပတ်သက်ပြီးတော့ Audacity ကိုအသုံးပြုနည်းတွေဗီဒီယိုတစ်ပုဒ်ဖြစ်လာဖို့အတွက်အခြေခံ script ရင်းနှီးတွေ YouTube Facebook TikTok တွေမှာဗီဒီယိုတွေကိုစနစ်တကျတင်နည်းတွေ copyright နဲ့ပတ်သက်ပြီးတော့တည်ထိုက်တဲ့အကြောင်းအရာတွေ Facebook monetization ban ပေးအောင်နဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အကြောင်းအရာတွေကိုတင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။သင်ခန်းစာတွေကိုကျွန်တော်တို့ဘယ်လိုတင်ကြားပေးမလဲဆိုရင်တော့မိမိတို့အားသက်တဲ့အချိန်တွေမှာဝင်ရောက်လေ့လာလို့ရအောင် Facebook group နဲ့ Telegram group တွေမှာဗီဒီယိုတွေကိုတင်ထားပေးသွားမှာပဲဖြစ်ပါတယ်။ဒါအပြင်သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့တည်ကျင်တာတွေကိုဆွေးနွေးတိုင်ပင်လို့ရအောင် online နဲ့လည်းတင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ bonus အနေနဲ့ကတော့ကတ်ကိုကွန်ပျူတာနဲ့စနစ်တကျ edit လုပ်နည်းတွေ Canva Pixel Web app တွေကိုအသုံးပြုနည်းတွေ Lightroom ကိုအသုံးပြုပြီးတော့ပုံတွေကိုစနစ်တကျ edit လုပ်နည်းတွေကိုပါလက်ဆောင်တွေနဲ့တင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။သင်ခန်းစာတွေကိုလေ့လာပြီးရင်တော့တင်နန်းသူတင်နန်းသားတွေကိုယ်တိုင်ဗီဒီယိုတွေကို edit လုပ်ရမှာဖြစ်ပြီးတော့ပြိုင်ပွဲတစ်ခုအနေနဲ့လည်းစီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီတော့ဗီဒီယိုတွေတင်ပြီးတော့ YouTube Facebook TikTok ကနေဝင်ငွေရှာကြမဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်ရရှိခဲ့တဲ့အတွေ့အကြုံတွေကိုဆရာစားမချန်ပဲနဲ့တင်နန်းသား3တယောက်ချင်းစီကို Facebook YouTube Channel စဖွင့်ကလေးကနေဝင်ငွေရှာတဲ့အချိန်ထိကိုကြီးဆောင်ရွက်တင်ကြားပေးသွားမှာဖြစ်တာကြောင့်ဒီတင်နန်းကိုတက်ရောက်ဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ။ဒါအပြင်ဒီတင်နန်းမှာတင်နန်းသား2ဦးကိုလည်းအခမဲ့တက်ရောက်နိုင်မဲ့အခွင့်အရေးလည်းရှိပါတယ်။ဒါကတော့ page ကို follow လုပ်ပြီးတော့အခုဗီဒီယိုကို public နဲ့ share ပြီး screenshot ရိုက်ပြီးတော့ comment မှာမှတ်ကပ်ပေးရမှာပဲဖြစ်ပါတယ်။ဒီထက်ကမှကန်တူးရှင်တင်နန်းသား2ဦးကိုလည်းအခမဲ့တင်နန်းကိုတက်ရောက်ခွင့်ပေးသွားမှာပဲဖြစ်ပါတယ်။တင်နန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်လည်း comment မှာမှတ်ကပ်ပေးလို့ရပါတယ်။ဒါအပြင်ကျွန်တော် Facebook account ဖြစ်တဲ့ဇင်မိုးဆိုတဲ့ personal account မှာလည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ကျွန်တော်တို့တင်နန်းမှာပြန်လည်ဆုံတွေ့ကြရအောင်ခင်ဗျာ။